Hello everyone, teacher Suri ပါ Teacher ဒီနေ့ share လုပ်ပေးခြင်းတဲ့ spoken pattern လေးကတော့ subject plus should or ought to or had better plus buff infinitive ဆိုတဲ့ pattern လေးပဲဖြစ်ပါတယ်ဆိုတော့ဒီကျတော့ဒီ spoken pattern လေးရဲ့အဓိပ္ပာယ်ကပေါ့နော်ဘာလဲပြီးတော့ဒီ spoken pattern လေးကိုဘယ်လိုအခြေအနေတွေမှာလေ့လာရမလဲဆိုတာဒီချက်နဲ့အတူတူလေ့လာကြည့်ရအောင်ဆိုတော့ရေပုံရအားဖြင့်ဆိုရင်တော့ဒီချက်တို့ဒီ pattern ကိုဘယ်လိုအခြေအနေမျိုးတွေမှာသုံးလဲဆိုရင်ကိုကအကြံပေးခြင်းတဲ့အခြေအနေမျိုးတွေမှာသုံးတယ်ဒါမှမဟုတ်ရင်ကိုကတခြားသူရဲ့လိုအပ်ချက်တွေကိုပြောဆိုထောက်ပြခြင်းတဲ့အခါမျိုးတွေနောက်ပြီးတော့ဒီမဖြစ်မနေလှုပ်ဆောင်သင့်နေဆိုပြီးတော့ပြောခြင်းတဲ့အခြေအနေမျိုးတွေမှာဆိုရင်ဒီ pattern လေးကိုသုံးပါတယ်ဆိုတော့ pattern မှာဒီချက်ပြောသွားတဲ့အတိုင်းပဲဒီချက်တို့ should သုံးလို့ရတယ်ဒါမှမဟုတ်ရင် ought to သုံးလို့ရတယ်ဒါမှမဟုတ်နောက်ဆုံး had better သုံးလို့ရတယ်ပေါ့နော်သူတို့သုံးမျိုးကသူတို့ဒီသုံးဆွဲပုံတွေ꽌တယ်သုံးဆွဲတဲ့အခြေအနေတွေ꽌တယ်ပြီးရင်အလေးအနက်ထားပြီးတော့ပြောတဲ့ပုံစံမျိုးလေးတွေ꽌ပါတယ်ဆိုတော့ဒီချက်တို့ဒါကိုအသေးစိတ်ဆက်ပြီးတော့လေ့လာကြည့်ရအောင်ပထမဆုံးပဒံလေးဖြစ်တဲ့ should should လေးရဲ့အသုံးအနှုန်းလေးနဲ့သူ့ရဲ့ဒီအဓိပ္ပာယ်လေးကိုဒီချက်တို့စပြီးတော့လေ့လာရအောင် should ရဲ့အဓိပ္ပာယ်ကလှုပ်တဲ့နဲ့ဒါမှမဟုတ်ရင်လှုပ်တာကောင်းနေဆိုတဲ့အဓိပ္ပာယ်ပါဆိုတော့ဒီ pattern လေးကိုဒီချက်တို့ဘယ်လိုနေရာတွေမှာသုံးလဲဆိုရင်ကိုကအထွေထွေအကြံပေးခြင်းတဲ့အခြေအနေမျိုးတွေကိုယ့်ရဲ့ထင်မြင်ချက်ကိုဒီတခြားသူကိုပေါ့နော်ယဉ်ယဉ်ကျေးကျေးနဲ့ပြောပြခြင်းတဲ့အခြေအနေမျိုးတွေမှာဆိုရင်ဒီ pattern လေးကိုသုံးရပါတယ် For example you should drink more water မင်းရေပိုတောက်သင့်နေပေါ့နော်ဒါဆိုဒါဒီချက်တို့ကိုယ့်ရဲ့ထင်မြင်ချက်ကိုတယောက်ယောက်ကိုအကြံပေးလိုက်တာပဲဆိုတော့ဒီလိုအခြေအနေမျိုးလေးတွေမှာသုံးပါတယ်Okay ဆိုတော့ now pattern တစ်ခုကတော့ဒီလို ought to ဆိုတဲ့ pattern လေးပေါ့နော် ought to ကရောသူ့ရဲ့အဓိပ္ပာယ်ကဘာလဲဆိုရင်ဒီလိုလှုပ်သင့်နေလို့ပြောတာပါပဲလှုပ်သင့်နေဒါမှမဟုတ် तू ကလှုပ်ဖို့တာဝန်ရှိတယ်ဆိုတဲ့အဓိပ္ပာယ်လေးနည်းနည်းလေးပိုလာတယ်ပေါ့နော်ဆိုတော့ should နဲ့ရှင်းလိုက်ရင်ဆိုတော့ဒီကျွန်တော်သူ့ကိုရောဘလို့အခြေအနေတွေမှာသုံးလဲဆိုရင်ကိုကျင်တရားတွေဒီတာဝန်တွေပေါ့နော်ဒီလိုမျိုးစံချိန်စံနှုန်းတွေနဲ့ရှင်ပြီးတော့ကိုကပြောချင်တဲ့အခြေအနေမျိုးမှာသုံးပါတယ်ဒီလိုမျိုးပြောလိုက်လို့ဒီချက်တို့ should should နဲ့နည်းနည်းရှင်ကြည့်မယ်ဆိုရင်ဒီ ought to ကနည်းနည်းပို့ပြီးတော့တင်းကျပ်တဲ့ပုံစံတော့ဖြစ်ပေမဲ့ဒီဘက် modern english မှာတော့ဒီ ought to ဆိုတဲ့စကားလုံးလေးကိုသုံးတာအရန်မများတော့ဘူးပေါ့နော်အရန်ရှားသွားတာကိုတွေ့ရပါတယ် For example ဒီလိုဘယ်လိုလေး example ပြောပြမလဲဆိုရင် she ought to apologize for what she said သူမပြောခဲ့တဲ့အရာအတွက်ပေါ့နော်တောင်းပန်တဲ့နဲ့တောင်းပန်ဖို့တာဝန်ရှိတယ်ဆိုတဲ့အဓိပ္ပာယ်လေးပါဆိုတော့ဒါဆိုရင်ဒီနှစ်ခုကိုတော့ရှင်းပြီထင်တယ်နော်ဒီချက်တို့နောက်ဆုံး pattern လေးကိုသွားရအောင်နောက်ဆုံး pattern လေးကတော့ had better ဆိုတဲ့ pattern လေးပါသူရဲ့အဓိပ္ပာယ်ကဒီချက်တို့ဘယ်လိုအဓိပ္ပာယ်ရလဲဆိုရင်ဒါကိုလောက်တာပိုကောင်းတယ်ဒါကိုလောက်တာကောင်းတယ်မြင့်ဒီလိုလောက်တာအကောင်းဆုံးပဲပေါ့နော်ဒီလိုမျိုးပြောတဲ့အချိန်တွေမှာသုံးတယ်ဆိုတော့သူရဲ့ထူးခြားတာဘာလဲဆိုတော့ဒီချက်တို့ဒီ pattern လေးကိုကြတော့အရေးကြီးတဲ့တတိပေးချက်တွေပေါ့နော်အရေးကြီးတဲ့အခြေအနေမျိုးအရေးကြီးတဲ့အကြံပေးချက်တွေကိုပြောချင်တဲ့အခြေအနေမျိုးတွေမှာသုံးပါတယ်ဆိုတော့သူ့ကိုဒီချက်တို့တစ်ခုတည်းသုံးတာထက်ဒီ spoken pattern လေးကိုကြတော့မင်းဒါကိုမလုပ်ဘူးဆိုရင်ပေါ့နော်စိုးကျိုးတစ်ခုခုဖြစ်မယ်ဆိုပြီးတော့ဒီလိုမျိုးရှင်ပြောတဲ့အခြေအနေမျိုးမှာပို့ပြီးတော့သုံးပါတယ်တခုမှတ်ထားရမှာကဒီချက်တို့အရှိက pattern နှစ်ခုထက်စာရင်ဒီ had better ဆိုတဲ့ pattern လေးကအလေးအနက်ထားပြီးတော့ပြောတဲ့ pattern လေးပေါ့နော်အရန်အလေးနဲ့ထားတယ်ပေါ့နော် For example you had better leave now or you will miss the train မင်းအခုသွားတဲ့နေပေါ့နော်ဒါမှမဟုတ်ဘူးဆိုရင်အဲ့လိုမှမဟုတ်ဘူးဆိုရင်မင်း train လွတ်သွားလိမ့်မယ်ဒါမှမဟုတ်မင်းယထာချိန်နဲ့လွဲသွားလိမ့်မယ်ပေါ့နော်ဒီလိုမျိုးပြောချင်တာဆိုတော့မင်းဒါကိုမလုပ်ဘူးဆိုရင်ဒီလိုမျိုးစိုးကျိုးဖြစ်မယ်ဆိုပြီးတော့ဒီလိုမျိုးလေးရှင်းပြောတဲ့အခြေအနေမျိုးမှာသုံးပါတယ်ဆိုတော့ကျွန်တော်ဒီနောက်ဆုံး pattern လေး had better ကိုshort form အနေနဲ့ဘယ်လိုသုံးလို့ရလဲဆိုတော့ had ကိုဒီ subject နဲ့တွဲပြီးတော့ apostrophe d ပုံစံလေးနဲ့သုံးလို့ရပါတယ် you had မဟုတ်ဘဲနဲ့ you apostrophe d ပေါ့နော် you'd better ဒီလိုမျိုးလေးသုံးလို့ရပါတယ် Okay ကဲဒါဆိုရင်တော့ teacher ဒီနေ့ share လုပ်ပေးသွားတဲ့ spoken pattern လေးကိုအားလုံးတခြားအသေးစိတ်ကနေနားလည်မယ်လို့ထင်ပါတယ်
ဆိုတော့ teacher ဒီနေ့အတွက် sharing လုပ်ပေးခြင်းတဲ့အကြောင်းအရာလေးကိုဒီမှာပဲနားပြစေ teacher sharing လုပ်ပေးသွားတဲ့ spoken pattern လေးကိုနားလည်မယ်ဆိုရင် teacher တို့ should ဒါမှမဟုတ်ရင် ought to ဒါမှမဟုတ် had better နဲ့ sentence လေးတစ်ချောင်းလောက်ပေါ့နော်ကိုသုံးချင်တဲ့ pattern လေးနဲ့ sentence လေးတစ်ချောင်းလောက်ရေးပြီးတော့ teacher ကိုဒီ video ရဲ့ comment အောက်မှာ homework အနေနဲ့မှတ်သွားပေးပါနော်အားလုံးဒါဆိုရင်တော့ teacher တို့နောက်ထပ် knowledge sharing video လေးမှာ teacher တို့ပြန်ဆောင်ကြမယ်နော်အားလုံး bye bye